အိမ်ဝင်တကားနဲ့တဲ့တဲ့မှာမှန်ထိထားတာဟာကို့အိမ်တဲကိုလက်လားပါတွေမုံဝင်းအောင်တားဆီးလိုက်တာနဲ့အတူတူပါပဲဒါဟာအိမ်တွင်းဝိဇာပညာမှာအလွန်ကြီးမားတဲ့အမားတစ်ခုပါဒီအဖြတ်နမိတ်ကြောင့်ဘာတွေထိကြိုက်မလဲဆိုရင်ပထမဆုံးအနေနဲ့ငွေကြီးဝင်လန်းတွေပိတ်သွားတတ်ပါတယ်ကိုကဘလောက်ပဲအပင်မန်းကန်ရှာငွေကလက်ထဲမမြဲပဲအကြောင်းမြေပြန်ထွက်နေတာမျိုးရစရာရှိတဲ့ငွေတွေကလည်းကြန့်ကြာနေတာမျိုးတွေဖြစ်လာပါလိမ့်မယ်ဒုတိယအချက်ကတော့အခွင့်အရေးတွေလွဲချိုတာပဲအလုပ်ကိစ္စဖြစ်စေစီးပွားရေးဖြစ်စေအောင်မြင်တော့မလို့နဲ့နောက်ဆုံးမှာပြတ်သွားတာကံကောင်းခြင်းတွေကအိမ်တကားဝတ်ထီရောက်လာပြီးမှမှန်ထဲမှာအလင်းပြန်ထွက်သွားသလိုမျိုးကြုံရတတ်ပါတယ်နောက်ဆုံးတစ်ချက်ကတော့အိမ်တွင်းမှာပူလောင်လာတတ်ပါတယ်အိမ်သားတွေကြားထဲမှာအလိုရင်းစိတ်မကြည်မလင်ဖြစ်တာတယောက်နဲ့တယောက်အစင်မပြေတာမျိုးတွေကဒီအဖြတ်နမိတ်ကြောင့်ဖြစ်တတ်တဲ့နောက်ဆက်တွဲပြဿနာတွေပဲဖြစ်ပါတယ်ဆရာကြီးရဲ့လမ်းညွှန်ချက်ဒါကြောင့်အိမ်ရှိတကားနဲ့တဲ့မှာမှန်ရှိနေရင်ချက်ချင်းဖယ်လိုက်ပါအဲ့ဒီလိုဖယ်လိုက်တာနဲ့တင်ပိတ်နေတဲ့လမ်းစာတွေပြန်ပွင့်လာတာကိုတိတိတတ်တာမြင်တွေ့ရပါလိမ့်မယ်ကို့အိမ်မှာရောအခုလိုမျိုးစီးကွားပိတ်နေတာတွေရှိနေသလားရှိနေရင်ဘာကြောင့်လဲဆိုတာဆရာကြီးကိုမေးမြန်းနိုင်ပါတယ်ခုနှစ်ရက်သားသမီးများကြီးပွားချမ်းသာကြပါစေညအချိန်ဆိုတာအိမ်ကေဟာအတွင်းကိုလာပါနတ်မင်းတို့စပယ်ဝင်ရောက်တဲ့အချိန်ဖြစ်ပါတယ်အဲ့ဒီလိုအချိန်မျိုးမှာမိမိတို့ကမသိပဲအိမ်အမိုက်လဲခြင်းဒါမှမဟုတ်အမိုက်ကိုအပြင်သို့စွန့်ပစ်ခြင်းပြုလုပ်မိရင်တော့ဒါဟာအလွန်ဘေးသင့်တဲ့နမိတ်တစ်ခုဖြစ်သွားပါပြီအိမ်တွင်းဝိဇ္ဇာပညာအရညဘက်မှာအိမ်ထဲကအမိုက်တွေကိုအပြင်ကိုလှဲထုတ်လိုက်တာဟာကိုယ့်အိမ်ထဲကိုရောက်ရှိနေတဲ့ကံကောင်းခြင်းနဲ့လာဘတွေကိုပါအမိုက်နဲ့အတူအပြင်ကိုကန်ထုတ်လိုက်တာနဲ့အတူတူပါပဲဒါကြောင့်ရှေးလူကြီးတွေကညဘက်အမိုက်လဲရင်လာထွက်တယ်လို့အလေးအနက်တားမြစ်ခဲ့ကြတာပါဒီအဖြတ်နမိတ်ကြောင့်ဘာတွေထိခိုက်မလဲဆိုရင်ပထမဆုံးအနေနဲ့ငွေကုန်ပေါက်တွေအကြောင်းမဲ့များလာတတ်တယ်ငွေဝင်လန်းတွေပိတ်သွားရုံတည်းမကပဲမကုံတဲ့နေရာတွေမှာငွေတွေအဖတ်မတည်မဲ့ကုံဆုံးသွားတာမျိုးကြုံရပါလိမ့်မယ်ဒုတိယအချက်ကတော့လာပိတ်တာပဲကိုစီရောက်လာမဲ့ငွေကြီးအခွန်လန်းတွေကအိမ်တကားဝါထိရောက်ပြီးမှတခြားကိုလွှဲထွက်သွားတတ်ပါတယ်ဘလောက်ပဲကြိုးစားရှာဖွေနေပါစေလက်ထဲမှာအမြဲတမ်းလိုအချက်တွေရှိနေတတ်ပါတယ်အကယ်၍ညဘက်မှာအိမ်ကအရန်ညစ်ပတ်နေလို့လှဲချင်နေဆိုရင်တော့အမိုက်တွေကိုအပြင်ကိုလုံးဝမလှဲထုတ်ပါနဲ့အိမ်ရဲ့တောင်းတနေရာမှာပဲစုပုံထားပြီးမနက်လင်းနေရောင်ကြီးရတဲ့အချိန်မှသာအပြင်ကိုစွန့်ပစ်ပါဒါဟာကိုယ့်အိမ်ရဲ့လာပါကိုပြန်လေထိမ့်သိမ့်လိုက်တာပဲဖြစ်ပါတယ်မိမိတို့အိမ်မှာရောအခုလိုမျိုးညဘက်လုံးမိနေတဲ့အမှားတွေရှိနေသလားဒါကြောင့်လာပိတ်နေတယ်လို့ခံစားရရင်ဆရာကြီးကိုမေးမြန်းနိုင်ပါတယ်ကန်စာတာရှင်တယောက်ချင်းစီအတွက်လိုအပ်တဲ့အစီအရင်တွေကိုအကြအမြင်အာရုံနဲ့ထပ်မံညွှန်ပြပေးသွားမှာပါ